အားလုံးမင်္ဂလာပါဆရာတော်ဆရာမြမင်းခန့်ပါအဲ့တော့ဒီနေ့မှာတော့ဆရာက exercise 1.1 ရဲ့ number 2A လေးကိုတွက်ပြမှာဖြစ်တယ်အဲ့တော့ number 2A ကဘာပြောလဲဆိုလို့ရင်ဆရာတို့ကို solve the following equation တဲ့ပေးထားတဲ့ equation တွေရဲ့ solve ဆိုတာမတိကိန်းကိုဖြည့်ရှင်းခိုင်းတာအဲ့တော့ပေးထားတဲ့ equation ရဲ့မတိကိန်းဖြည့်ရှင်းခိုင်းတယ်ပြီး and check your answers မင်းရဲ့အဖြေတွေကိုပြန်ပြီးတော့စစ်ဆေးပေးပါတယ်မှန်ပြန်စစ်ဆေးခိုင်းတာပေါ့အဲ့တော့အဖြေရလာတဲ့အခါသူကဆရာတို့ကိုပုံစံမှာပေးထားတဲ့ x square minus 2a plus 4 equal to 0အဲ့တော့ဆရာတို့ကဒီကနေပြီးတော့8တန်ဖို့ရှာမယ်ရလာတဲ့ကောင်ဒီရလာတဲ့အဖြေဒီပေါ့နော်0ဖြစ်ကြောင်းပြန်ပြီးတော့စစ်ဆေးပေးရမယ်လို့ပြောတာအဲ့တော့အဲ့ဒီ chat ပုံစံတွေမှာဆရာတို့သိထားမှာဒီကဘာတွေရှိမှလဲဆိုရင် i square equal to -1 ဆိုတဲ့ဆရာတို့ရှေ့မှာပေါ့နော်ပြောခဲ့တဲ့ formula လေးပြန်သိထားရမယ်ပြီးminus n equal to plus or minus square root of n I the whole square ဆိုတာလေးကိုဆရာသိထားရမယ်အဲ့တော့ဆရာတို့ဒီစာခွင့်ခွဲလို့ရမရလေးစဉ်းစားရအောင်အဲ့တော့စာခွင့်ခွဲလို့ရမရဆိုတော့ဆရာတို့ကနေပြီး8 square minus ပေါ့အဲ 2a plus 4ကိုဆရာတို့ကခွဲကြည့်အောင်နှစ်နဲ့4အဲ့တော့ဆရာတို့ဒီအကျန်းလေးမှာခွဲကြည့်အောင်စာခွင့်မရမှာဆရာတို့က formula ထဲထည့်မှာပေါ့ဒါဆိုဆရာတို့ကနေကြည့်မယ်နော်အဲ့တော့ h ရှေ့က 8 square ဖြစ်တဲ့အတွက် h နဲ့မြောက်မယ်ပေါ့အဲ့တော့နောက်ကိန်းဒီ4ဖြစ်တဲ့အတွက်2နဲ့4ပေါ့ဒါဆိုဆရာတို့ဘက်ကနေပြီးတော့2h ပေါ့ okay အလယ်မှာက -2h ဖြစ်ရမှာဆရာတို့ဒီဒီမှာနေပေါင်းရင်0နှုတ်ရင်ဆရာဒီ +4 -4 ဖြစ်သွားမှာဒါဆိုဆရာတို့ဘက်ကဘလို့မှရှင်းလို့မရအောင်ဒါဆိုဆရာတို့ကဘာလုပ်မှလဲတဲ့ခါတိုင်းအတိုင်းပဲအဲ့တော့ 8 square -2h ပေါ့8 power 0ဓာတ်ကိုကိန်းကနန်းပဲရှိတဲ့အထက်က8 power 0ဓာတ်เนาะအဲ့ဒီ h power 0ဓာတ်ကိုဆရာဒီညီမချင်းတစ်ဖက်လေးကိုရွှေ့လိုက်အဲ့တော့ဆရာဒီဘက်မှာအပေါင်းဆိုရင်ဒီဘက်ရောက်သွားရင်အနှုတ်ဖြစ်သွားပြီပေါ့ဒါဆိုဆရာတို့ကနေဘယ်လိုလေးဖြစ်သွားမလဲဆိုတော့ 8 square minus ပေါ့ 2h is equal to -4 ဆိုတာလေးဖြစ်သွားပြီဒါဆိုပြီးပြီလားမပြီးသေးဘူးအဲ့တော့မှဆရာတို့ကနေအခုမှစမှာပေါ့နော်အဲ့တော့ရှေ့ကိန်း2ထပ်8 square ပေါ့နော်8 square 8တစ်ထပ်ပြီးရင်8ပါ0တက်ကျန်သေးတယ်ဒါဆိုဆရာတို့ဒီ0တက်ကိုဆရာဘယ်လိုရှင်းမှာလဲဘယ်လိုလုပ်မှာလဲအဲ့တော့ဆရာတို့ကဘယ်လိုလုပ်မလဲဆိုရင်ဆရာပြောတဲ့8ပါဝါ8ပါဝါတစ်ထပ်ပေါ့နော်ရှိတယ်မြောက်ဖို့ဂိမ်းကိုဆရာတို့ဒီ2နဲ့စ2ထပ်တင်အဲ့တော့8ပါဝါရှိတာက8ပါဝါ1ရှိတာမြောက်ဖို့ဂိမ်းဒီ2กว่าဒါဆို2ဆိုတော့ဆရာတို့ဘက်ကနေပြီး2နဲ့စရင်တစ်ပြန်ရမယ်ဒါဆို1ပေါ့နော်အဲ့တော့1ကို2ထပ်တင်တော့ဆရာတို့ဒီ1 square ဖြစ်သွားမှာပေါ့ဒါဆိုဆရာကလိုလေးရေးလိုက်မယ်8 square minus 2h plus 1 square ပေါ့ဆရာတို့က1 square လို့ဆရာတင်လိုက်မယ်ပေါင်းလိုက်မယ်နော်ဒီဘက်ကို1 square ပေါင်းရင်ဆရာဒီညီမချင်းတစ်ဖက်ကိုပါပေါင်းပေးရမှာအဲ့တော့ -4 plus 1 square ပေါ့အဲ့တော့ဆရာတို့ကဒါငငယ်တော့နီးနော်ဘာလဲဆိုတော့ဆရာတို့ကညီမချင်းတစ်ဖက်ကိုပေါင်းရင်နောက်တစ်ဖက်ကိုပါထပ်ပေါင်းရတယ်အဲနောက်တစ်ဖက်ကိုနှုတ်ပေးနောက်တစ်ဖက်လည်းနှုတ်ပေးဘာကြောင့်လဲဆိုတော့သူနဲ့ပြန်ခြေပွားမှဒီအဆင့်ကိုပြန်ရတာဆရာတို့ကဒီဒုတိယအဆင့်ကနေဆရာတို့တတိယအဆင့်ရောက်လာတယ်ဟုတ်ပြီအဲ့တော့တတိယအဆင့်ကနေဒုတိယအဆင့်ကိုပြန်သွားနိုင်မှာသင်္ချာရဲ့ concept ကိုမိတယ်လို့ခေါ်တယ်အဲ့တော့ဆရာတို့ကနေပြီးတော့စကြည့်အောင်အဲ့တော့ရှေ့ကိန်း2ထပ်ရှင်းနောက်မြောက်ချင်း2စားဖြစ်သွားပြီနောက်ကိန်း2ထပ်ဆိုတဲ့ပုံစံဝင်သွားပြီဒါဆိုဆရာတို့ဒီဘယ်လိုပုံစံလေးရလာမလဲဆိုရင် h - 1 the whole square ပေါ့ a equal to အဲ့တော့ဒီဘက်မှာတော့ -4 + 1တစ်နှစ်ထက်က1ပဲရမှာပေါ့ဒါဆိုရင်ဆရာဒီ1ပဲဆိုတော့အပေါင်း1အပေါင်းအနှုတ်ဆိုရင်ဆရာဒီနှုတ်မှာပေါ့နှုတ်မဲ့ကြီးရဲ့လက္ခဏာတိုင်းနှုတ်မှာဘယ်သူတည်းကနှုတ်မှာလဲတဲ့ -4 ရဲ့နှုတ်မှာ -4 ရဲ့1ကိုနှုတ်တော့ -3 ကျန်မှာပေါ့နော်အဲ့တော့ -4 ဆိုတော့ -3 ကျန်မယ်ရမယ်နော်အဲ့တော့ဆရာတို့ဘက်ကနေဒါကိုဆရာတို့ကိုဥပမာဆိုပါတော့ဆရာတို့ကတချို့ကဒီအဆင့်လေးမှာနားမလည်ဘူးဖြစ်သွားတာဆရာကြီး2ထပ်တစ်ထပ်မဟုတ်ပါအဲ့ပါဝါ0တော့ဒါကိုဆရာတို့ကဒီနေရာဘယ်လိုရှင်းတာလဲတဲ့ဆရာတို့ကနေရှေ့ကိန်းနဲ့နောက်ကိန်းယူလို့ဆရာတို့ဘက်ကနေဒါ2ဆဖြစ်နေတယ်လို့ပြောလို့ရတယ်ဒါကြောင့်မလို့ရှေ့ကိန်းနဲ့နောက်ကိန်းကိုဆရာဒီh minus ပေါ့ရှေ့ကိန်းနဲ့နောက်ကိန်းတဟို square တင်နေရှေ့နှုတ်နောက်ပေါင်းဖြစ်တယ်ဆိုအလဲမှာအနှုတ်ဖြစ်နေလို့အကဲဒါဒီနေရာမှာအပေါင်းဖြစ်မယ်ဆရာဒီဒီ8 + 1 တဟို square ဖြစ်သွားမှာပေါ့နော်โอเคဒါဆိုဆရာတို့ကပြီးပြီလားတဲ့မပြီးသေးဘူးဆရာတို့ဒီအဲ့တော့ဒီမှာ -3 ဖြစ်နေတယ် -3 ဖြစ်လို့မရအောင်ဒါဆိုဆရာတို့က -3 ဒီဘယ်ပုံစံဝင်နေပြီလဲတဲ့-n ဆိုတဲ့ formula ထဲဝင်သွားရင်-n = plus or minus square root of n the whole square ဆိုတဲ့ formula ထဲဝင်သွားပြီဒါဆိုဆရာတို့ဒီ-n နေရာမှာဆရာဒီ3ဝင်နေဒါဆိုဒီ n နေရာမှာလည်းဆရာက3ထည့်မှာပေါ့ဒါဆိုဆရာတို့ကဘယ်လိုလေးဖြစ်သွားမလဲဆိုရင်h - 1 the whole square is equal to plus or minus square root of 3i the whole square ဖြစ်သွားမှာ the whole square ကြည့်တော့ h - 1 is equal to plus or minus root 3i ပေါ့နှစ်ထပ်လေးတွေကြည့်သွားပြီဒါဆိုတစ်ကဆရာလိုချင်တာ h တက်ကနှုတ်ထားတယ်ဟိုဘက်သွားရင်ပေါင်းပါပေါ့ h is equal to
ဒီဘက်ရောက် plus 1ဖြစ်သွားဖြစ်တဲ့တော့ plus မထည့်တော့1 plus or minus root 3i ဆိုတဲ့အဖြေလေးထွက်လာမယ်ဒါဆိုအဲ့တော့မှဆရာဒီ1 plus root 3i တစ်ခုနဲ့1 minus root 3i တစ်ခုထွက်လာပြီထို့ကြောင့် two solution နဲ့sorry ပါtwo solution are h equal to 1 plus root 3i တကွင်းနဲ့တဲ့ဆရာဒီ and h is equal to 1 minus root 3i ဆိုတဲ့အဖြေလေးထွက်လာရောအဲ့တော့ဆရာတို့ပြီးပြီလားတဲ့မပြီးသေးဘူးအဲ့တော့ဆရာတို့ solve ဆိုတဲ့အဖြေလေးပဲမိကုံးလေးပဲပါလာခဲ့မယ်ဆိုရင်တော့ဆရာတို့ဘက်ကနေပြီးတော့ဒီနေရာမှာရပ်ထားလို့ရတယ်အခုဒီနေရာလေးမှာပေါ့နော်အဲ့တော့တို့ပါတော့လေဆရာတို့ကသူကဘာပြန်လောက်ခိုင်းလဲဆိုတော့ chat က answer တဲ့အမင်းရဲ့အဖြေကိုတဲ့ပြန်ပြီးတော့စစ်ဆေးခိုင်းတာဒါဆိုဆရာတို့က chat လေးလုပ်ကြည့်ရအောင်ပြန်ပြီးတော့အဲ့တော့ chat ပေါ့ chat လေးလုပ်ကြည့်ရအောင်ဒါဆိုဆရာတို့တွက်ထားတဲ့အဖြေ h equal to တဲ့အဲ့တော့ h equal to တဲ့1 plus root 3i ဖြစ်မယ်ဆိုရင်တဲ့ဆရာတို့ဘက်ကနေပြီးတော့ဒီမူလ equation မှာစသွင်းမှာနော်အဲ့တော့မူလ equation ကဘာပေးထားလဲတဲ့ 8 square minus 2a plus 4ပေါ့အဲ့ဒီအဖြေဒီဆရာတို့ဒီ8တန်ကိုထည့်လိုက်တဲ့အခါမှာ0နဲ့ပြန်ညီရမယ်မညီရင်မှားနေလို့ဒါဆိုဆရာတို့ဒီ8နေရာမှာဆရာဒီ1 plus root 3i the whole square ပေါ့ minus ပေါ့2 into 1 plus root 3i ပေါ့နော်အဲ့တော့ plus 4ဖြစ်သွားမယ်ဒါဆို plus 4ဖြစ်သွားပြီဒါဆိုဆရာတို့ကဖြည့်ရအောင်ခွင်းလေးဖြည့်မယ်ရှေ့ကိန်းနှစ်ထပ်အဲ့တော့ဒါကိုဖြည့်မယ်ဆိုရင်ရှေ့ကိန်းနှစ်ထပ်ဆိုတော့1ရှေ့နဲ့နောက်နဲ့မြောက်ချင်းနှစ်ဆဆိုတော့ root 3နဲ့1နဲ့မြောက်ရင် root 3 root 3i ပဲ root 3i နဲ့1တက်လီဆိုရင် root 3i ပဲဒါပေမဲ့နှစ်ဆဖြစ်တဲ့အတွက်2 root 3i 2 root 3i ပေါ့နော်အဲ့တော့နောက်ကိန်းနှစ်ထပ်ဖြစ်တဲ့အတွက် root 3နှစ်ထပ်က 3i square ဒီ minus 1နဲ့မတူဘူးလားအဲ့တော့ဆရာကဘယ်လိုလေးဖြစ်သွားမလဲဆိုတော့လူလေးလောက်လိုက်မယ်ရှင်းတော့အောင် 3i square ပဲဆရာရေးထားပေးမယ်အဲ့တော့ဆရာဒီအပေါင်းဆိုတော့ရှေ့အပေါင်းနောက်အပေါင်းအဲ့တော့ဒီမှာဝင်မြောက်မယ်အဲ့တော့ minus 2เนาะပြီးရင် minus 2 root 3i plus 4လေးဖြစ်သွားပြီဒါဆိုဆရာတို့ဒီ minus 2 root 3i နဲ့တဲ့ဆရာတို့ဒီ plus 2 root 3i နဲ့ဆရာခြေလို့ရပြီပေါ့ဒါဆိုဆရာတို့ဒီခြေလို့ရပြီခြေလိုက်မယ်ဆရာဒီ1 plus เนาะ1ဒီမှာကြည့်အောင်ပါကြမလဲဆိုရင်i square ဒီ minus 1ဆို minus 1နဲ့3နဲ့မျှရင်ဆရာဒီ minus 3ပေါ့နော်အဲ့တော့ minus 1နဲ့3မျှရင် minus 3ရမယ်အဲ့တော့ minus 2ပြီးရင်ဘာကြမလဲဒီမှာက4ကြမယ်ပေါ့ဟုတ်လားအဲ့တော့ plus 4ပေါ့အဲ့တော့ plus 4နဲ့ plus 1နဲ့ဆိုတော့ plus 5 plus 5 minus 3နဲ့ minus 2နဲ့ဆိုတော့ minus 5ဒါဆိုဆရာတို့ရဲ့အဖြေဒီ0လေးထွက်လာပြီဒါဆိုဒီမှာတစ်ဆင့်ပြီးသွားပြီမပြီးသေးဘူးနောက်ထပ်အဖြေတစ်ခုထပ်ပြီးအစားသွင်းရအောင်ပဲ h equal to 1 minus root 3i နဲ့ h equal to 1 minus root 3i ဒီတဲ့ဆရာတို့ဒီequation မှာအစားသွင်းပြီးတော့ညီချောင်းပြပေးရအောင်မယ်ညီအောင် check လုပ်ပေးရအောင်မယ်ဒါဆိုဆရာဒီ h equal to 1 minus root 3i ပေါ့နော်ဒါဆိုဆရာဒီ h square minus 2h plus 4 is equal to ဒါကမူလ equation ပေါ့ဒါဆိုဆရာတို့ဒီh ကဘာရမလဲ1 minus root 3i the whole square minus 2 into h နေရာမှာ1 minus root 3i ပေါ့နော်အဲ့တော့ပြီးရင် plus 4လေးရှိမှာပေါ့ဒါဆိုဆရာတို့ဘက်ကနေပြီးတော့ရှေ့ကိန်းကိုဖြည့်ရအောင်အဲ့တော့1ရှေ့ကိန်းကိုဖြည့်ရင်1ပဲရမှာပေါ့အဲ့တော့ရှေ့နောက်မြောက်ချင်းနှစ်ဆရှင်းနေနောက်နဲ့မြောက်မယ်ဆိုရင် root 3i နှစ်ဆဖြစ်တဲ့အတွက်2 root 3i ဖြစ်မယ်အဲ့တော့နောက်ကိန်းနှစ်ထပ်ဆိုတော့ 3i square အဲ့တော့ဆရာဒီအနှုတ်ဖြစ်တဲ့အတွက်ရှေ့အနှုတ်နောက်အပေါင်းဒါဆိုဒါကိုဝင်မြောက်မယ် minus 2 plus 2 root 3i ဟာဆရာကြီးဘာကြောင့် plus ဖြစ်သွားလဲအနှုတ်နဲ့အနှုတ်နဲ့မြောက်ရင်အပေါင်းရမှာပေါ့ဒါဆို plus 4ပေါ့ခုနအတိုင်းပဲ2 plus 2 root 3i minus 2 root 3i ကြည့်ပြီဒါဆိုဆရာဒီအရှိမဘာကြမ်းမှလဲ1ဒီမှာကဘာကြမ်းမလဲဆိုရင် 3i square ဆို i square ဒီ minus 1နဲ့တူတဲ့အတွက် minus 3နဲ့3နဲ့မြောက်ရင် minus 3ဒါဆို minus 3ဒီမှာကဘာကြမ်းမှလဲ minus 2ဒီမှာကဘာကြမ်းမှလဲ plus 4အဲ့တော့4နဲ့1နဲ့ပေါင်း5 minus 3 minus 2ဆိုတော့ minus 5ဆိုတော့0ဖြစ်သွားပြီဒါဆိုဆရာတို့လိုချင်တဲ့အဖြေလေးထွက်လာပြီပေါ့နော်
အဲ့တော့ဆရာတို့ဘက်ကနေပဲဒါတွေတည်ထားရမှာဒီပုံစံတွေကိုအဓိကဆရာတို့ဘာတွေတည်ထားရမလဲဆိုဒီပုံစံတွေဒီမေကွန်းတွေကိုတည်ချနာလဲအောင်ဖတ်ရမယ်ပြီးရင်ဆရာတို့ကနေဒီ chat ပုံစံကဆရာတို့ရဲ့ h ရှာတဲ့ h တန်ဖို့အဖြေဒီမှန်ကိုမှန်ရမယ် h တန်ဖို့အဖြေမှားတာနဲ့ဆရာတို့ chat လုပ်တဲ့အခါမှာအဖြေကလွဲသွားလိမ့်မယ်နော်အဲ့ဒါလေးတွေတတိထားပေးရမယ်အဲ့တော့ h တန်ဖို့တွေမမှားစေနဲ့ h တန်ဖို့မှားရင်လည်းဘာမှလုပ်လို့မရတော့နော်အဲ့တော့ဒီပုံစံလေးတွေကတရားကဘယ်နဲ့တူလဲဆိုလို့ရင်ဆရာတို့Element 2နဲ့တူတူပဲနော်အဲ့တော့ Element 2ကလည်းဆရာရှိမှတွက်ပြထားဘူးတယ်ဒါလေးကတော့အသေးစိတ်လေး detail လေးဆရာလုပ်ပေးထားဖြစ်တဲ့တေချာလေးလိုက်ကြည့်ပေးဖို့ညတိုင်ရခံပါနော်ကဲအဲ့တော့ဆရာဒီလောက်ပါပဲနော်